1866 ခုနှစ်ကမြန်မာဝန်ကြီးတစ်ပါး၏ရှားပါးဓာတ်ပုံခန်းဖတ်မိတ်မီ1866 ခုနှစ်မြန်မာတက္ကရာ1228 ခုနှစ်လောက်ကရိုက်ကူးခဲ့တဲ့ဒီရှားပါးဓာတ်ပုံတွေကပုဂ္ဂိုလ်ဟာဘယ်သူများလဲဒါကတော့ကုန်းပေါင်ခေတ်တောင်ပိုင်းမှာထင်ရှားခဲ့တဲ့ခမ်းပတ်မင်းကြီးဦးရွှေမောင်ပဲဖြစ်ပါတယ်ဒီဓာတ်ပုံမူရင်းကို Clement Williams 1833 1889 က Glimpses of Upper Burma စာအုပ်အတွက်ရိုက်ကူးခဲ့တာပါမူရင်းဓာတ်ပုံဟာ Royal Ontario Museum မှာရှိပါတယ်အခုမြင်တွေ့နေရတဲ့လှပတဲ့ဆေးရောင်စုံပုံကိုတော့ Kawaning Student ကပြန်လည်ဖန်တီးပေးထားတာဖြစ်ပါတယ်သူ့ရဲ့ဝတ်စားဆင်ရင်မှုကိုတစ်ချက်ကြည့်လိုက်ပါဒါဟာရှေးမြန်မာမင်းခမ်းမင်းသားဝတ်စုံ Civilian Court Dress ဖြစ်ပါတယ်ခမ်းနားထည်ဝါတဲ့ကတိပါအင်ကြီးရင်ဘက်ကရွှေဆွဲကြိုးကြီးတွေနဲ့နားကရွှေနားကက်ကြီးတွေကသူ့ရဲ့ယာတုအစင်တန်းကိုဖော်ပြနေပါတယ်ဒီလိုသမိုင်းတံမိုးကြီးမားတဲ့ပုံရိပ်တွေဟာကျွန်တော်တို့မြန်မာသမိုင်းနဲ့ယဉ်ကျေးမှုကိုလေ့လာဖို့အတွက်အဖိုးမဖြတ်နိုင်တဲ့အထောက်အထားတွေပဲဖြစ်ပါတယ်